တွေ့မလားဆိုရင်လူစိတ်နဲ့အများကြီးရှာနေတဲ့ဦးစင်တစ်ပါးရှိရဲ့ပြီးတော့တွေ့ဖို့ဆိုပြီးတော့ထိုင်းနဲ့ကိုတော့ဖြစ်တဲ့အတွက်ဒီ6တောက်တွေမှာဆိုရင်တွေးစာလေးတွေစွန်းတဲ့အထီကိုသူခောက်ခါရှောက်ပြီးတော့မှရှာနေခဲ့တယ်ပေါ့နော်ဒီတက်ပါလေဆိုပါနာအော်သူကကိုယ်ရှိတဲ့ပြောက်ကဒါကမော်ဘီမဟာဝီရကျောင်းမှာပြောလာဟာကိုယ်ရှိတဲ့ဘကို practice ပါစားပန်တီလေးစေဖေရဝတီတမိုးဘီမို့ရတာက practice ပါလေတော့တက်တာတယ်မှာကြောက်ရမှာကြောက်ရမှာတဲ့ကလို့ဒီစံကဒီညီလေးကိုရှာနေရတာတူတူကြာပြီပေါ့နော်ခိုးပြန်တွေ့တယ်ဆိုဦးစင်းညီလေးကိုဆုံးပြီဆိုတော့ထန်နေကြတဲ့သူတွေအများကြီးပဲဒါမဲ့လည်းဦးစင်းကဇွဲမရှိုးပဲရှာတာပေါ့နော်ခိုးပြန်တွေ့ရတော့ဘယ်လိုပြောမလဲတအားဝမ်းသာတယ်ပြီးလို့ရှိရင်စိတ်ဆင်းနေရတဲ့စိတ်တော့ကြောင်နေရတဲ့ဒကာတန်မတွေလည်းအဲ့လိုမျိုးအသေးပေးတအားဝမ်းသာကြမှာပေါ့နော်ဒါကြောင့်မလို့ညီလေးကိုတွေ့ရတဲ့အတွက်လည်းဦးစင်းကတအားဝမ်းသာတယ်ပြီးတော့ရှိသေးဟောကိုရပေးလူတွေကိုလည်းကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ကျမတို့ဘိုကလေးမြို့နယ်ကိုသွားမှာပေါ့နော်ဟိုဒီလွန်ခဲ့တဲ့9လတုန်းကပျောက်သွားတဲ့ကိုရင်လေးမဟာဝိဟာရအကြောင်းတိုက်ကအစတင်သားကိုရင်လေးတစ်ပါးပျောက်သွားခဲ့တယ်ဒါလေးကိုဝိုင်းပြီးတော့ကုရှာပေးနေကြတဲ့သူလည်းအများကြီးပေါ့နော်ဒီထဲမှာကုရှာပေးတဲ့ဒီမောင်လေးဦးရွှေပြည်သာကိုကြီးတို့ကနေချိတ်ဆက်လို့ရသွားတာဖြစ်တဲ့အတွက်ဘိုကလေးမြို့နယ်ကိုရင်လေးကိုသွားပြန်ခေါ်ဆောင်ပါပါဟုတ်ကဲ့ဦးဆောင်ပါလေဘလောက်တူမှတက်ပြီးတယ်ပဲဒီလည်းပဲနော်ဒါကကျွန်တော်ပြင်နေလူတိတောင်ရောက်နေတဲ့နေရာကတော့တွေ့ရလို့မြို့နယ်ပေါ့နော်ရေကျော်တိုးကြီးရွာမှာပါရှင်ဟုတ်မနေ့9နာရီကနေရန်ကုန်ကနေစထွက်လာလိုက်တာအခုမှပဲရောက်တော့တယ်ပေါ့ဆိုတော့လမ်းဒီဆက်သွယ်ရတဲ့လမ်းခီးအခက်အခဲရယ်လမ်းပြနည်းနည်းလေးလွဲမှားမှုလေးတွေအကြောင်းပေါ့နော်တော်တော်လေးတော့အချိန်လင့်သွားတယ်ဒါဒီလည်းဒီကြောင်းနေမှတ်မိလားကြောက်ရမှာသိကြောက်ရမှာသိကလို့သိကြောက်ရမှာသိကလို့နော်ဒီဥစိတ်ရှာနေတဲ့ညီလေးကတော့တွေ့ပြီလို့နော်အားလုံးပဲနော်ဝိုင်းရှယ်ပေးကြတဲ့လူတွေကျေးဇူးတင်တယ်ဒီကလေးကိုစောင့်ရှောက်ပေးကြတဲ့အလီတွေကတော့ဒီကတော့ဝမ်းတောင်းတယ်ပါတယ်ဒီကလေးကိုစောင့်ရှောက်ပေးတဲ့အန်တီကြီးတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ပြေလို့ဝမ်းသာပါတယ်